ခင်ဗျားကခင်ဗျားခင်းရင်လို့ခင်ဗျားကဘာဖြစ်တော့မဟုတ်ဘူးဗျတခါလေခင်ဗျားတို့ဘက်ကကျွန်တော်မခံနိုင်ဘူးဗျဘာဖြစ်လို့ဆိုတော့ခင်ဗျားသိပါတယ်ဗျာခင်ဗျားတို့အုပ်စုအထူးသဖြင့်ကိုတာတိဆိုရင်ရွာထဲကလူတွေကရွာထဲကလူတွေကတာရီတော့စိုးတယ်ထေတော့တယ်မူပြီးရိုင်းတယ်ဒါမှမဟုတ်အဲ့ဘာဖြစ်အဲ့ဒါဘာဖြစ်ရမလဲကိုတာတိရဲ့အဲ့ဒါခင်ဗျားတို့အထင်သေးတာပေါ့ယောက်ျားပဲဗျာဘာလို့အလုံးမလုံးနိုင်ရမှာဟုတ်တယ်မလားအလုံးမလုံးချင်လို့သာနေရဟုတ်ကလားတော်စမ်းပါတပည့်အောင်မှမွေးတဲ့ကောင်တော်ထဲမှာပဲနေမှာပေါ့ကျုပ်ကဘာလို့လျှောက်လုပ်နေအောင်ပါလဲဟာဘယ်ဟုတ်မလဲဗျခင်ဗျားလာစိတ်ပါမယ်ဆိုရင်လေကိုတာတိတကြီးလောက်ကျွန်တော် channel လာကြည့်စမ်းပါဗျာလှုပ်ရှားလုပ်တယ်ပုံလို့ခင်ဗျားကျုပ်ကိုအလုပ်သမားလာငားတယ်